မ်မက်ထဲမှာကိုမက်လို့1000ဘိုးထိုးလိုက်တာထွက်တာနဲ့တခြားစီနတ်တွေကိုပြောချင်တာမဆောင်ရှောက်ရင်လေအိမ်မက်ထဲထိလာပြီးအခွက်မပြောင်ပါနဲ့ခောက်ဆွဲချောက်ကကင်ဆာဖြစ်တယ်ဆိုလို့ခောက်ဆွဲချောက်ကိုဆေးရုံတင်ပေးလိုက်တယ်ဟဲ့ကိုအရေးအချင်းနဲ့ရှာနိုင်တာဆိုလို့ပြဿနာပဲရှိတယ်မင်းတို့လဲတာတော့ငါအိတ်နေသလောက်ပဲရှိတယ်မင်းတို့လဲမလဲငါအိတ်နေသလောက်ပဲရှိတယ်ဘာလို့ဆိုငါအမြဲအိတ်ချင်နေတာအခုနောက်ပိုင်းအပြင်သွားရဲ့ပတ်စံယူမသွားတော့အလူခံရမှာကြောက်လို့မဟုတ်ပါဘူးမရှိလို့ပါမင်းမဟုတ်တဲ့တခြားတယောက်နဲ့လည်းအိုမင်းမသွားခြင်းဘူးမင်းနဲ့လည်းအိုမင်းမသွားခြင်းဘူးအိုကိုမအိုခြင်းတာအမြဲတမ်း18နှစ်ပဲအခုခေတ်မှာဘသူ့ကိုမှအထင်မကြီးနဲ့အကုန်လုံးခက်တတီနဲ့မွဲနေတဲ့သူတွေပဲအခု2023မှာစိတ်သစ်လူသစ်ဘဝသစ်နဲ့ဖြတ်သန်းတော့မှာမို့2025အကျွေးတွေလာပြီးမတောင်းနဲ့တော့